မင်္ဂလာပါရှင်လူတိုင်းရဲ့နေ့စဉ်ဘဝမှာအရေးအကြီးဆုံးအရာတစ်ခုကတော့ငွေကြေးသနမယ်ဖြစ်ပါတယ်ကျမတို့အားလုံးဟာမိသားစုအဆင်ပြေဖို့ကိုလိုချင်တဲ့အရာလေးတွေဝယ်ယူနိုင်ဖို့နဲ့ဘဝကိုအေးအေးချမ်းချမ်းပြသနိုင်ဖို့အတွက်နီးမအားညမနာစူးစမ်းအားထုတ်နေကြတာပါဒါပေမဲ့တချို့အချိန်တွေမှာကျမတို့ဘလောက်ပဲစူးစမ်းငွေကလက်ထဲမမြဲတာရသိမ်းရထိုက်တဲ့ငွေတွေကြန့်ကြာနေတာဒါမှမဟုတ်မမျှော်လင့်မဲ့အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ငွေဒီအဖိုက်မတည်ပဲကုံဆုံးသွားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ငွေကြေးအဖိုက်ခဲကြုံလာရတဲ့အခါစိတ်ဖိစီးမှုတွေများလာပြီးဘဝရဲ့တခြားသောကဏ္ဍတွေမှာလည်းစိတ်မချမ်းသာစရာတွေဖြစ်လာတတ်တာကျမတို့အားလုံးသိကြမှာပါ။စီးပွားရေးတွေတုံဆိုင်နေတာစ조사သလောက်အရာမထင်တာတွေဟာကျမတို့ရဲ့ကန်စာတာအားနည်းနေတာကြောင့်လည်းဖြစ်နိုင်တယ်လို့ပတ်ဝန်းကျင်မှာရှိတဲ့မကောင်းတဲ့စွမ်းရည်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်ရှင်။ဒီနေ့မှာတော့ကျမကအိန္ဒိယနိုင်ငံရဲ့ရှေးဟောင်းပညာရက်တွေဖြစ်တဲ့ Vastu Shastra နဲ့ရှေးရိုးရာယုံကြည်မှုတွေမှာအလွန်အစွမ်းထက်တယ်လို့နာမည်ကြီးတဲ့ငွေဝင်လက်ပွင့်ရတရားလေးတစ်ခုအကြောင်းကိုမျှဝေပေးခြင်းပါတယ်။အိန္ဒိယလူမျိုးတွေဟာသူတို့ရဲ့စီးပွားရေးနဲ့နေအိမ်တွေမှာလက်ပလာပါတွေပွင့်လန်းဖို့အတွက်ဒီနည်းလမ်းကိုအမြဲတမ်းအသုံးပြုလိရှိကြပါတယ်။မီလာနိုင်ငံမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့လည်းဒီရတရားမှာပါဝင်တဲ့ပစ္စည်းတွေကိုအလွယ်တကူဝယ်ယူလို့ရတာကြောင့်လက်တွေ့လှုပ်ဆောင်ကြည့်ဖို့အလွန်သင့်တော်ပါတယ်ရှင်။ရတရားအကြောင်းမပြောခင်မှာကျမတစ်ခုလောက်ကြိုတင်ပြီးမြေတားရက်ခံချင်တာကတော့ယုံကြည်မှုရဲ့အရေးကြီးပုံပဲဖြစ်ပါတယ်။ဘလို့ရတရားမျိုးပဲဖြစ်ဖြစ်ဘလို့နီးလန်းကောင်းမျိုးပဲဖြစ်ဖြစ်ကိုလှုပ်ဆောင်တဲ့အပေါ်မှာခိုင်မာတဲ့ယုံကြည်မှုမရှိရင်အကျိုးသက်ရောက်မှုကအားနည်းသွားတတ်ပါတယ်။စိတ်ထဲမှာတန်တရားမရှိမဲ့ဒီနီလန်းလေးကငါ့ရဲ့ငွေကြေးကန်စာတာကိုပြောင်းလဲပေးတော့မှာပဲဆိုတဲ့အကောင်းမြင်စိတ်နဲ့လှုပ်ဆောင်မှုလိုအပ်ပါတယ်။ကျမတို့ရဲ့စိတ်အာရုံဟာစွမ်းရည်တစ်ခုဖြစ်တာကြောင့်ကိုကကောင်းမွန်တဲ့အရာတွေကိုယုံကြည်နဲ့ဆွဲဆောင်မယ်ဆိုရင်အဲ့ဒီအရာတွေကတကယ်ပဲကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရှင်။ကဲအခုအိန္ဒိယရိုးရာငွေဝင်ရရအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုဖျောက်ပြပါမယ်။ပထမဦးဆုံးလိုအပ်တာကတော့ဖာလာစီဖြစ်ပါတယ်။အိန္ဒိယယဉ်ကျေးမှုမှာဖာလာစီဟာတန်ရှင်းစင်ကြယ်ခြင်းနဲ့စီးစိမ်ဥစ္စာကိုဆွဲဆောင်နိုင်တဲ့စွမ်းအားရှိတယ်လို့ယုံကြည်ကြပါတယ်။ဒုတိယပစ္စည်းကတော့ပရုတ်ခဲဖြစ်ပါတယ်။ပရုတ်ခဲဟာမကောင်းတဲ့စွမ်းအင်တွေကိုဖယ်ရှားပေးပြီးပတ်ဝန်းကျင်ကိုတန်ဆင်စေတဲ့အစွမ်းရှိပါတယ်။နောက်ဆုံးလိုအပ်တာကတော့အနီရောင်ပိတ်စာလေးတစ်စားဒါမှမဟုတ်အနီရောင်စကုတ်လေးတစ်ခုပဲဖြစ်ပါတယ်။အနီရောင်ဟာစွမ်းရည်နဲ့လက်လာဘကိုစားပြုတဲ့အယောင်တက်တာကြောင့်ဒီရတရားမှာအဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်ရှင်။ပြုလုပ်ပုံအစင်းစင်းကိုတေချာလေးနားထောင်ပေးပါအောင်နော်ဒီရရကိုဗိုလ်တဟူးနေ့ဒါမှမဟုတ်တောက်ကြနီမနက်ခင်းမှာပြုလုပ်တာကအကောင်းဆုံးဖြစ်ပါတယ်ပထမဦးဆုံးအနီရောင်ပိတ်စာလေးကိုခင်းလိုက်ပါအဲ့ဒီပေါ်မှာဖာလာစိတ်9စိတ်နဲ့ပရုတ်ခဲအတုံးလေး2တုံးကိုတင်လိုက်ပါပြီးရင်စိတ်ကိုတည်ငြိမ်အောင်ထားပြီးမျက်စိမိတ်ကမိမိစီကိုငွေကြေးတွေအလုံးလေးနဲ့ဝင်လာနေတဲ့ပုံမိမိရဲ့ကြွေးမြီတွေပြေးလဲသွားတဲ့ပုံစီးပွားရေးတွေအဆင်ပြေနေတဲ့ပုံကိုအာရုံပြုပါစိတ်ထဲကနေငါစီကိုလက်ပလာပါတွေဝင်လာပြီးငါဟာငွေကြေးကျွဲဝါသူဖြစ်ပြီလို့ထက်ခါတလဲလဲရွတ်ဆိုပါအဲ့ဒီနောက်မှာပိတ်စာလေးကိုတေးသေးချာချာထုတ်လိုက်ပါဒီအထုပ်လေးကိုမိမိတို့ငွေထားတဲ့တစ်တာထဲမှာထစ်ပိတ်ဆန်အိတ်ထဲမှာထစ်ဒါမှမဟုတ်စီးပွားရေးလုပ်တဲ့ဆိုင်ရငွေသိမ်းတဲ့နေရာမှာထည့်ထားပေးရမှာပါဒါဟာငွေကြေးတွေကိုဆွဲဆောင်ပေးမဲ့ခံတက်လို့ဖြစ်သွားပါလိမ့်မယ်နောက်ထပ်နီလန်တစ်ခုကတော့အဲ့ဒီဖာလာဆေးနဲ့ပရုတ်ခဲကိုမီးအနှဲငယ်ရှို့ပြီးအိမ်ထဲမှာအငွေ့ပေးတာတွေဖြစ်ပါတယ်။အငွေ့တွေကအိမ်ရဲ့တောင်တိုင်းကိုရောက်သွားအောင်ပြုလုပ်ပေးခြင်းဖြင့်အိမ်တွင်းမှာရှိရမကောင်းတဲ့အညစ်အဟောင်းတွေကိုဖယ်ရှားပေးပြီးလက်ပလာပါတွေဝင်လာဖို့လမ်းကြောင်းကိုပွင့်စီပါတယ်။ဒီလိုလှုပ်ဆောင်နေချိန်တွေမှာငါစီကိုကောင်းမွန်တဲ့ကံတရားတွေရောက်ရှိလာပြီးငါရဲ့စီးပွားရေးတွေတိုးတက်တော့မယ်လို့စိတ်ထဲကနေယုံကြည်ချက်အပြည့်နဲ့ရွတ်ဆိုနေဖို့မမေ့ပါနဲ့ရှင်။ဒီရတရားကိုတပတ်တစ်ကြိမ်ဒါမှမဟုတ်လာဆိုင်ရက်တွေမှာပုံမှန်လုပ်ပေးခြင်းဖြင့်ထူးခြားတဲ့ result တွေကိုတွေ့မြင်ရပါမယ်။ငွေကြေးလမ်းကြောင်းတွေပွင့်လာတာမထင်မှတ်တဲ့နေရာတွေကနေငွေဝင်လာတာမျိုးတွေကိုတင်ကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ကျမတို့ဟာရတရားကိုပဲအားကိုးနေလို့မရပါဘူး။ကိုယ်တိုင်ကလည်းအလုပ်ကိုစူးစမ်းလုပ်ကြရမှာဖြစ်တယ်လို့စိတ်ထားကိုလည်းဖြူစင်အောင်ထားဖို့လိုအပ်ပါတယ်။မိမိစီကိုငွေဝင်လာတဲ့အခါမှာလေအနှင်းငယ်သောပမာဏကိုလိုအပ်နေသူတွေကိုပြန်လည်မျှဝေပေးတဲ့ဒါနကုသိုလ်ကိုပြုလုပ်ပေးပါပေးကမ်းခြင်းဟာရရှိခြင်းရဲ့အစပဲဖြစ်ပါတယ်ကိုကတရားတဘာကိုစေတနာထားပြီးကူညီမှသာစကြဝဠာကြီးကကိုယ့်စီကိုကောင်းမွန်တဲ့အရာတွေကိုပြန်လည်ပေးအပ်မှာဖြစ်ပါတယ်ရှင်ငွေကြီးအခက်အခဲကြုံနေရတဲ့သူတွေစီးပွားရေးမတက်ဘဲဖြစ်နေတဲ့သူတွေအနေနဲ့ဒီအိန္ဒိယရိုးရာနီလန်းလေးကိုယုံကြည်နဲ့စမ်းသပ်လှုပ်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်ဒါဟာရိုးရှိမိမိရှိရခင်ကားရင်ကလက်ဆင့်ကမ်းလာတဲ့အစွမ်းထက်နီလန်လေးဖြစ်ပါတယ်စိတ်ကိုအေးအေးထားပါကိုယုံကြည်မှုရှိပါအခက်ခဲဆိုတာခဏတာမှာပဲကံတရားဆိုတာပြောင်းလဲလို့ရပါတယ်
တင်းရဲ့စ조사မှုနဲ့ဒီလိုကောင်းမွန်တဲ့နီးလန်းလေးတွေပေါင်းစပ်လိုက်ရင်တော့မကြဟင်မှာအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိမှာအသေးအကြပါပဲရှင်အခုဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့တဦးချင်းစီတိုင်းကိုကျမအနေနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်တင်တို့ကြုံတွေ့နေရတဲ့ငွေကြေးခက်ခဲတွေအားလုံးအမြန်ဆုံးပြေလည်သွားပါစေလို့ကျမကစိတ်ရမ်းမှန်စွာဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ကစပြီးတင်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာမမျှော်လင့်မဲ့အမြင့်အစွန်းတွေရရှိပါစေလက်သေးကိုငွေတွေဒီရေအလားတိုးဝင်ပြီးမြဲမြံစွာအဖတ်တင်ပါစေကျွေးမြေရှိသူများအမြန်ဆုံးပြေလည်ကြပြီးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေအိမ်တောင်စုတိုင်းမှာစံရည်စပားပေါ်များပြီးလက်ပလာပါတွေအမြဲတမ်းပွင့်လန်းပါစေမိမိတို့ရဲ့ကောင်းမွန်တဲ့စွမ်းရည်တွေနဲ့အတူအနာဂတ်မှာပုံမှုတောက်ပတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဘ ഹു တုတတွေနဲ့အစွမ်းထက်ရည်ရတွေကိုမျှဝေပေးသွားမှာထက်တာကြောင့်ကျမတို့ page လေးကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲကံကောင်းခြင်းတွေလက်ဝဲပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးအထူးတင်ပါတယ်ရှင်